ဒီအချိန်ဆိုမေမေအိပ်ပျော်လောက်ပြီးရေရမ်းငတ်တာပဲထားလိုက်ပါတော့ကိုယ်တိုင်ပဲသွားယူတော့မယ်တေဆန်းလမ်းမသွားပြီထင်တယ်အခန်းကဘယ်ဘက်မှလည်းမသိဘူးဝတ္ထုတွေထဲကမင်းသမီးတွေပြောတာတကယ်ပဲမလိမ်ဘူးပဲဒီလောက်ကြီးတဲ့အိမ်ကြီးထဲမှာတကယ်လမ်းပြောင်းနိုင်တာပဲထိုစဉ်အမျိုးသားတဦးနှင့်ဝင်တိုက်မိသည်ဒီမိန်းကလေးကတကောင်ရန်အချိန်ကြီးငါအခန်းတကားဝမှာဘာလာလုပ်နေတာလဲဘာလုပ်ချင်လို့လဲတောင်းပန်ပါတယ်ကျမခုနကလမ်းမမြင်လို့ပါတမင်ဝင်တိုက်တာမဟုတ်ပါဘူးငါကြားဘူးပါတယ်မင်းကကိုရှင်းရန်သခင်လေးငယ်ကိုကျူရှင်ပြပေးဖို့လာတဲ့ဆရာမမလားဟုတ်ကဲ့ငါကသူ့ရဲ့အကိုဒုတိယကိုရှင်းယူကျမနာမည်ကချူရှောင်းရှောင်းပါမိုးတိမ်ရိပ်တွေကညင်သာစွာဖြတ်တန်းသွားတယ်နူးညံ့တဲ့အလှတရားကတော့ရှောင်းရှောင်းညင်သာအေးမြခြင်းလို့ဆိုရမလို့ပဲနာမည်ကောင်းလေးပဲကျေးဇူးတင်ပါတယ်မင်းလန်းပြောက်နေတာမလားကုမိသားစုရဲ့အိမ်ကနည်းနည်းကျယ်လွန်းလို့လေခဏလေးသတိလွတ်သွားတာနဲ့ရှာမတွေ့တော့ဘူးလားငါမင်းကိုလိုက်ပို့ပေးမယ်ကျေးဇူးတင်ပါတယ်ဒုတိယသခင်လေးဒီလောက်ထိအားနာစရာမလိုပါဘူးငါ့ကိုအရှင်းရုပ်လို့ပဲခေါ်ပါရောက်ပြီးအထဲဝင်တော့လေနောက်တစ်ခါဒီလိုလမ်းမပြောက်စေနဲ့အောင်ဟုတ်ရေစရာဖြစ်သွားရတဲ့အတွက်အားနာပါတယ်ကိစ္စမရှိပါဘူးဒါဆိုကျမဝင်လိုက်ပါဦးမယ်တကယ်ကိုလမ်းပြောက်တတ်တဲ့ကောင်မလေးပဲ